အားလုံးမင်္ဂလာပါကျွန်တော်မြင်တော့ဓမ္မ channel ကနေကြိုဆိုလိုက်ပါတယ်ဒုက္ခဆင်းရဲခြင်းဆိုတာအတ္တလို့ခေါ်တဲ့ငါဆိုတဲ့အစွဲကိုခြေဖြတ်ဖို့ပါပဲနောက်ဆုံးမှာတော့အရာအလုံးဟာအနတ္တကိုယ်ပိုင်မဟုတ်ခြင်းမှာပဲအဆုံးသတ်ပါတယ်လောကကြီးကိုကုသနည်းနဲ့နိုင်စီကြည့်မှဆိုရင်ရုပ်ဖက်တရဆယ်ခြင်းနဲ့စုတောင်းမေတ္တာပို့ခြင်းတွေဟာအပေါ်ယံလိမ့်ဆွေတွေနဲ့တူပါတယ်ဒါပေမဲ့ဝိပဿနာတရားအားထုတ်ခြင်းကတော့အသိစိတ်ကိုကူးတာပေးတဲ့တောက်စိတ်ကောင်းတလက်ပါပဲမြတ်စွာဘုရားရှင်ရဲ့ဉာဏ်တော်ကိုဝင်ရောက်နားလည်သူတိုင်းဟာအကြောင်းတရားတွေကိုမြင်တတ်လာပါတယ်ဒါကြောင့်သူတို့ဟာအကြောင်းတွေကိုပဲစူးစမ်းတည်ဆောက်ကြတယ်ရလက်ကိုမျောကူးမနေတော့ပါဘူးတရားအားထုတ်သူတွေအတွက်တမာတိဟာအလွန်အရေးကြီးတဲ့အကြောင်းတရားပါပဲတမာတိမရှိရင်တိတိမြတ်တိတွေဟာတင်ငါရတဲ့ဘောပြုပြင်စီရင်မှုတတ်ပဲဖြစ်နေမှာပါစစ်မှန်တဲ့ငြိမ်းချမ်းမှုဆိုတာငြိမ်းချမ်းခြင်းနဲ့စိတ်ဆန္ဒကနေကင်းလွတ်နေခြင်းပါပဲငြိမ်းချမ်းခြင်းကိုလိုချင်တာမှငြိမ်းချမ်းခြင်းကိုလိုချင်တာမငြိမ်းချမ်းမှုကိုမလိုချင်တာဒီလိုချင်စိတ်တွေငြိမ်းချသွားပြီးငြိမ်းချမ်းတာလဲလက်ခံတယ်မငြိမ်းချမ်းတာလဲလက်ခံတယ်ဆိုတဲ့စိတ်ထားအဲ့ဒါဟာဥပိ္ပခါပါပဲအတ္တမှာသူ့အကြောင်းပြချက်နဲ့သူရှိတယ်လို့ကိလေသာမှာလဲသူ့အကြောင်းပြချက်တွေအမြဲရှိနေတတ်ပါတယ်ပညာရှိသူတို့ကောင်းတွေကတော့စိတ်ကိုအလဲအလတ်မှာပဲထားတတ်ကြတယ်ကိုမသိတဲ့အရာကိုအဆုံးဖြတ်မပေးကြဘူးကိုယ့်ရဲ့ကံကြမ္မာကိုပဲတတိနဲ့စောင့်ကြည့်ပြီးအကြောင်းတရားတွေကိုပဲမြင်အောင်ကြည့်တတ်ကြတယ်မိမိစိတ်တွင်းမှာအမြဲတတိကပ်ပြီးမှတ်သားထားရမယ့်အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့စိတ်သဘောတဘာဝရေးလိုပါပဲအမြဲတမ်းနေရာကိုစီစဉ်တတ်တယ်ဆိုတာပါပဲတတိဆိုတာတမန်နဲ့မသားစီနိုင်ရင်စိတ်ဟာအောက်ကိုတရိပ်စီစဉ်သွားလိုက်မယ်လူအစေတန်းအောက်နှိပ်ကျသွားပြီဆိုရင်တော့အန္တရာယ်ကြီးပါတယ်တရိษံဘဝပိတ္တာဘဝငရေဘဝတွေအထိကြာရောက်သွားနိုင်တယ်လူပြည့်ရခဲလာတဲ့ဒီဘဝမှာအောက်တန်းကျသွားမယ်ဆိုရင်အယံကိုရှုံးပါတယ်လူဖြစ်လာတော့ခဏလေးမှာကောင်းမှုတစ်ခုခုတော့ရအောင်ယူပါအ ਨੇ ဆုံးတော့တေလွန်တဲ့အခါနိုင်ပြေလောက်တော့ရအောင်စူးစမ်းတင်တယ်ဒါမှမဆုံးရှုံးမှာပါအကောင်းဆုံးတော့သောတာပန်အစစ်ထိရောက်အောင်စိတ်ကိုမြင့်တင်ပါအဲ့ဒီအစစ်ရောက်ရင်တော့နောက်ပြန်စောက်စရာမရှိတော့ပါဘူးလိုနေရင်ဖြည့်စွတ်ပေးပါဖြည့်ဆောင်အောင်အားထုတ်ပါနောက်ဆုံးအနေနဲ့တတိပေးချင်တာကတော့ဘာပဲလုပ်ဘာပဲပြောဘာပဲတွေ့စိတ်ကိုကောင်းကောင်းထိန်းသိမ်းပါဒါဝန်ကျေပွန်ပါစေတတိမလွတ်ပါစေနဲ့ဒါဆိုရင်စိတ်ညှဉ်းနှံမှုတွေပြတ်ကွယ်သွားပါလိမ့်မယ်အကယ်၍စိတ်ကိုမထိန်းနိုင်ဒါဝန်မကြည့်တတိလွတ်နေမယ်ဆိုရင်တော့စင်းရဲချင်းတွေများပြားလာပြီးဘယ်မှာလာပြီးပျော်ရွှင်နိုင်တော့မလဲရှိနေတဲ့အချိန်မှာကောင်းအောင်နေပါတည်တဲ့အချိန်မှာလဲတက်မြောက်တည်တတ်ပါစေဒါမှသာအချိန်တိုင်းမှာပျော်ရွှင်နိုင်မှာပါဒီနေ့တာလုံးပြင်ပန်းလာတဲ့စိတ်အညစ်အကြေးတွေကိုအရင်ချထားလိုက်ပါစိတ်ကိုအနာပေးပြီးအခုပြောပြမယ်ဓမ္မသဘောတရားတွေကိုစင်ကြင်သုံးသပ်ကြည့်ရအောင်စိတ်ဆိုတာဒုက္ခကိုစောင့်ကြည့်နေတဲ့အရာစိတ်ရဲ့အမူအရာတွေကိုအမြဲစောင့်ကြည့်နေတဲ့အရာပါကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အသွေးတွေဖန်တီးတာဟာသူများကြောင့်မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ကလောက်တာပါပဲငရဲကိုမြင်ချင်လားနတ်ပြည်ကိုမြင်ချင်လားကိုယ်စိတ်ကိုပဲပြန်ကြည့်လိုက်ပါစိတ်ဆိုတာတားဆီးဖို့ခတ်တယ်တီးခံဖို့ခတ်တယ်စွန့်လို့ဖို့ခတ်တယ်မြင်နိုင်ဖို့ခတ်တယ်ခက်ပေမဲ့လည်းရှိနေတဲ့အရာပါပဲအတိတ်နဲ့အနာဂတ်ဆိုတာအသွေးထဲမှာပဲဖြစ်ပေါ်လာတာပါအသွေးကိုရှင်းရှင်းလင်းလင်းမမြင်အသွေးရဲ့ကြုံဖြစ်သွားလိုက်မယ်အသွေးဟာငါမဟုတ်ဘူးလို့မြင်တဲ့သူကတော့အသွေးထဲဝင်ပြီးမပြင်တော့ဘူးအသွေးနဲ့ငါဒီနှစ်ခုဟာမတူပါဘူးငါနဲ့အသွေးရောထွေးသွားတဲ့အခါပုဂ္ဂိုလ်တတ္တဝါဆိုတဲ့သမုတ်ချက်တွေပေါ်လာပြီးဒုက္ခရောက်တော့တာပါပဲဒေချာစဉ်းစားကြည့်ပါဘယ်သူကပိုသွေးနေတာလဲတွေးပြီးတော့ဘာလို့ဒုက္ခခံနေရတာလဲသမုတ်ထားတာတွေကိုအဟုတ်ထင်ပြီးကိုလှည့်စားနေတာမဟုတ်ဘူးလားလောကကြီးထဲကိုရောက်လာတော့ကဘာမှမပါလက်ပလာနဲ့လာခဲ့ကြတာပါလာပြီးတော့မိခင်ဝန်းထဲမှာ6 လလောက်သူများရဲ့ဓာတ်ကြီးလေးပါသွေးလေအာဟာရကိုမိခိုပြီးရှင်သန်ခဲ့ရတယ်မွေးလာပြန်တော့လဲလောကကြီးရဲ့မြေရေလေမီးဓာတ်တွေကိုမိခိုပြီးကြီးပြင်းလာရပြန်တယ်ကြီးလာပြန်တော့ပစ္စည်းဥစ္စာယာသူ
ငွေကြေးမိသားစုတွေကိုရှာဖွေစုဆောင်းရင်းနောက်ဆုံးတော့တည်ဆုံးပြီးထားခဲ့ရတာပါပဲမြင်တယ်မလားပရိသတ်တီကလေးကပရိသတ်တီကလေးကဒီတန်တရားဆောက်ဝန်ကြီးထဲမှာပဲအဆုံးမရှိလဲပတ်နေကြတာပါဒီဒုက္ခတန်တရားကိုရက်တက်ပစ်ဖို့ဘယ်နေရာလောက်များတွေးမိကြလဲတကယ်တော့ကျွန်တော်တို့ဒီလောကကိုလာရတဲ့အဓိကရည်ရွယ်ချက်ကပါရမီဖြည့်ဖို့ပါဘဝတန်တရားတိုးသွားအောင်လုပ်ဖို့ပါလာတော့ကဘာမှမပါသလိုပြန်သွားတဲ့အခါမှာလည်းလက်ပလာနဲ့ပဲပြန်ကြရအောင်အသေးချပါပဲအသွေးတွေဝင်ရောက်တဲ့အချိန်ဟာဘဝစက်ကြောင်စတင်တဲ့အချိန်ပါပဲငါဆိုတဲ့အသွေးဝင်တာနဲ့ဇက်လန်ဖြစ်တော့တာပါပဲဘုရုစင်တွေဟာအသွေးနဲ့လွှမ်းမိုးမှုတွေကိုခံရတတ်တယ်အသွေးဆိုတာမြင်းရိုင်းတစ်ကောင်နဲ့တူပါတယ်အယမ်းမြန်တယ်ကျွန်တော်တို့ကိုအမြဲကြော်တက်သွားတတ်တယ်ကိုကလေ့ကျင့်ထားတဲ့သတိဆိုတဲ့မြင်းတစ်ကောင်တစ်ကောင်မရှိရင်အသွေးမြင်းရိုင်းရဲ့နောက်ကိုမောကြီးပန်းကြီးလိုက်နေရမှာပါတတိအားကောင်းလာမှသာအသွေးကိုကြော်တက်ပြီးစိတ်လွတ်လပ်မှုကိုရရှိနိုင်မှာပါသူများတွေတရားထိုင်တာဇင်းကြံလျှောက်တာမြင်ဝေဖန်မနေပါနဲ့သူတို့ဟာသူတို့ရဲ့မြင်းရိုင်းကိုရင်ပါအောင်ကြည့်နေတာပါသူများကိုလိုက်ဝေဖန်နေတာဟာကိုယ်စိတ်ကိုပြန်မကြည့်တဲ့လူမိုက်တွေရဲ့အလုပ်ပါပဲအကြောင်းပြချက်တွေစင်ကြီးတွေကိုဘေးချပြီးဝင်လေထွက်လေမှာပဲတတိကတ်ထားလိုက်ပါစမ်းကြည့်ကြပါဦးကံတစ်ချက်မရှိတဲ့စိတ်ဟာစင်ရဲ့ဒုက္ခကင်းတဲ့စိတ်ပါပဲကံကြမ္မာကကိုယ့်ကိုဒုက္ခပေးနေတာမဟုတ်ပါဘူးကိုယ့်အသွေးတွေကသာကိုယ့်ကိုဒုက္ခပေးနေတာပါတကယ်ငြိမ်းချမ်းမှုဆိုတာအတန်တိတ်ဆိတ်နေတာမဟုတ်ပါဘူးအသွေးနယ်ချက်မှုတွေငြိမ်းချမ်းသွားတာကိုခေါ်တာပါဖះဟောတာတွေကိုသိချင်ရင်ပိဋကတ်စာအုပ်တွေဖတ်လို့ရပါတယ်ဒါပေမဲ့နိဗ္ဗာန်ကိုလိုချင်ရင်တော့အမှန်တရားကိုသိချင်ရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုပဲပြန်ဖတ်ရပါလိမ့်မယ်ရုပ်ဝေဒနာတညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုရှုမှတ်ပါကိုယ့်ရဲ့ခံစားချက်တွေကိုစောင့်ကြည့်ပါခန္ဓာကိုယ်ဟာမမြဲဘူးဆင်းရဲတယ်အစိုးမရဘူးဆိုတာကိုမြင်အောင်ကြည့်ပါစိတ်ကဝင်ပြီးမစွဲလန်းရင်ဘာဒုက္ခမှမရှိပါဘူးခန္ဓာကိုယ်နာကျင်တာတဘာဝမှုရှောင်လဲမရပေမဲ့စိတ်ကထက်ဆစ်ပြီးမနာကျင်အောင်တားဆီးလို့ရပါတယ်သူများစီကကုသိုလ်မျှော်တာတွေခွက်အောက်ခြေကရေလက်ကြံကိုမျှော်တော့ရတယ်လို့ပါပဲဘယ်တော့မှမဝနိုင်ပါဘူးကိုယ်တိုင်ကုသိုလ်ပြုတာကတော့ကိုခွက်ထဲကကိုယ်ရည်ဖြည့်တော့ရတယ်လို့မျိုးလိုချင်တဲ့ချိန်တောက်လို့ရတယ်ရင်ထဲအေးမြစေပါတယ်ဘဝဆိုတာဆွလွတ်ခြင်းပါပဲများဆွလွတ်နိုင်လေပူပေါ့ပါလေးပါပဲနောက်ဆုံးအနေနဲ့ဆရာတော်ကြီးတစ်ပါးရဲ့ဥပမာကိုပြောပြချင်ပါတယ်တိတူနဲ့မြင်သူဟာမတူပါဘူးဇင်းနှကောင်ကိုစမ်းတက်နေတဲ့မျက်မမြင်တယောက်ဟာစင်အကြောင်းပြောပြနိုင်ပေမဲ့ကိုယ်တိုင်မမြင်ဘူးပါဘူးပစ္စည်းကောင်းတဲ့သူကတော့ဇင်းကိုတစ်ချက်ကြည့်လိုက်တာနဲ့ဘယ်လိုပေါင်းဆောင်လဲဆိုတာရှင်းရှင်းလင်းလင်းသိပါတယ်ဓမ္မဆိုတာဒီလိုပါပဲစာသွေးသိတာတဲ့ကိုယ်တိုင်ကြည်ကြံပြီးမြင်အောင်ကြိုးစားပါဒုက္ခကိုမြင်မြင်လေးကောင်းလေပါပဲဒုက္ခမမြင်ရင်ဓမ္မမမြင်ဘူးဆိုလိုကြမဟုတ်လားသစ္စာတရားကိုလက်ကင်ထားပါယုံကြည်မှုတရားဟာကောင်းမွန်ပေမဲ့မှန်ကန်တဲ့ယုံကြည်မှုဖြစ်ဖို့လိုပါတယ်ကိုယ့်အသွေးကိုအဟောက်ထင်ပြီးယုံကြည်နေရင်တော့လမ်းမှာရောက်သွားနိုင်ပါတယ်အသွေးဆိုတာမာယာပါပဲဝင်လေထွက်လေကိုမှတ်ရင်အသွေးတန်တရားတွေကိုရှင်းထုတ်ပစ်လိုက်ပါဒီလသမာဓိပညာနဲ့ပြည့်စုံသူတွေရဲ့နိဗ္ဗာန်ရောက်ကြောင်းပညာကသူ့လိုစောင့်ရှောက်သွားပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်